ထိုင်းမြန်မာနယ်စပ်ကြားဖြန့်လို့အများသိတဲ့နိုင်ငံဖြတ်ကျော်ငွေလိမ်ရာဇဝတ်လုပ်ငန်းလက်ပတ်မှုရဲ့အဓိကအစအကောင်တွေထဲမှာကင်းနယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူလည်းပါပါတယ်။လက်ရှိသူ့လက်အောက်မှာ BGF စစ်သား1000ထက်မနည်းအင်အားရှိပြီးမောင်ခိုတရားဝင်လုပ်ငန်းနဲ့အွန်လိုင်းငွေလုပ်ငန်းတွေကနေစီးပွားဖြစ်ဝင်ငွေကောင်းပြီးတကောအာဏာကြီးထွားလာတာပါ။မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့နှီးစပ်တဲ့ဆက်ဆံရေးရှိတဲ့စောချစ်သူကခေတ်အဆက်ဆက်ပက်ပြောင်းမှုတွေလုပ်ခဲ့သူအနေနဲ့လူသိများပါတယ်။လိုင်းပွဲမြို့နယ်ကြာအင်းရွာသားစောချစ်သူကကင်းအမျိုးသားလွတ်မြောက်ရေးတပ် KNL တပ်မဟာခွန်ဖိုင်ခိုင်မှာနှစ်ဆက်ချီတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ KNU ခေါင်းဆောင်ပိုင်းမှာခရစ်ယာန်ဘာသာဝင်တွေကြီးစိုးတဲ့ဆိုပြီးတပ်မဟာခွန်တဲကရဲဘော်တွေ1994-95ခုနှစ်မှာခွဲထွက်ပြီးတိုးတက်သောဗုဒ္ဓဘာသာကင်းအမျိုးသားတပ်မတော် DKBA ဖွဲ့ပါတယ်။ဒါပေမဲ့အများကသိထားသလိုသူကအစပိုင်းကတည်းကပက်ပြောင်းခဲ့တာမဟုတ်ပါဘူး။ကင်းအမျိုးသားအစည်းအရုံးရဲ့မာနာပလောဌာနချုပ်ကြတဲ့အချိန်မှာတော့မှစောချစ်သူက KNL မှာပဲတောင်းထမ်းဆောင်ဆဲဖြစ်ပြီးနောက်ပိုင်းမှာ DKBA ကိုရောက်သွားတာလို့သူအထက်လူကြီးဖြစ်ခဲ့ပူတဲ့သူတွေကပြောပါတယ်။2009ခုနှစ်မှာကင်းတပ်မဟာခွန်ဌာနချုပ်ကို DKBA နဲ့မြန်မာစစ်တပ်တွေတက်သိမ်းတော့သူကဦးဆောင်ပြီး93လုံးပြူဟာမှုတိတ်မှုအဖြစ်နာမည်ပိုကြီးလာပါတယ်။အဲဒီနောက်ပိုင်းထိုင်းမြန်မာနယ်စပ်အခုရွှေကုတ်ကိုရှိတဲ့ကော့မူရာဒေသကိုအပိုင်စားရပြီးတစ်ကုံကူးခွင့်နဲ့အခြားမောင်ခိုလုပ်ငန်းတွေနဲ့ဝင်ငွေဖျောက်ခဲ့ပါတယ်။ဒါပေမဲ့2010ခုနှစ်မြန်မာစစ်တပ်ကလက်နက်ကင်တပ်တွေကိုနယ်ခြားဆောင်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တဲ့ဝင်ဖို့ဖိအားပေးတဲ့အခါကျတော့စောချစ်သူက DKBA ကိုလမ်းခွဲပြီးကင်းနယ်ခြားဆောင်တပ် BGF ခေါင်းဆောင်ဖြစ်လာပါတယ်။နယ်ခြားဆောင်တပ်ဆိုတာဖွဲ့စည်းပုံအရမြန်မာစစ်တပ်ရဲ့အမိန့်ကိုနာခံရပါတယ်။မြန်မာနိုင်ငံရေးနှစ်တို့အပြောင်းလဲနဲ့အတူနယ်မြေဒေသပိုတည်ငြိမ်လာတဲ့အခါကင်းပြည်နယ်မှာစောချစ်သူတယောက်စီးပွားရေးပိုကောင်းလာတော့စစ်အင်အားလည်းပိုတောက်လာပါတယ်။တစ်ချိန်တည်းမှာလည်းသူ့နယ်မြေထဲမှာဖျားတဲ့ကျောင်းတဲ့ပွဲလင်းသမီးတွေမှာငွေဖောဖောသစ်တီသုံးဆွဲတာကလည်းအလူတိုင်ကာကြီးစောချစ်သူရဲ့ချမ်းသာကြွယ်ဝမှုကိုပေါ်လွင်စေပါတယ်။အာနာသိမ့်ပြီးနောက်မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကင်းဒေသစစ်မီးတွေပြန်တောက်တဲ့အစပိုင်းမှာစောချစ်သူရဲ့ BGF တက်ကဘယ်တစ်ဖက်ကိုမှတိတိတတ်တာရက်တီပြတာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့နိုင်ငံတော်နယ်မြေဆုံးရှုံးလာတဲ့မြန်မာစစ်တပ်ကို2024ခုနှစ်အစပိုင်းမှာ BGF ကနေကင်းအမျိုးသားတပ်မတော် KNA လို့နာမည်ပြောင်းခဲ့ပြီးစောချစ်သူအခမ်းမှုပြင်လာပါတယ်။အဲဒီနှစ်ဧပြီလမှာ KNL နဲ့တော်လိုင်းတပ်တွေကမြရီမြို့ပြင်ကဗျူဟာကျတဲ့မြန်မာစစ်တပ်စခန်းတွေကိုဝင်သိမ်းနိုင်ခဲ့ပါတယ်။တမျိုးလုံးတော်လိုင်းတပ်လက်ထဲရောက်ခါနီးမှမရောက်အောင်စောချစ်သူရဲ့ BGF တပ်ကနေရာယူဝင်ထိန်းပြီးစစ်ကော်မရှင်လက်ကျန်တပ်အနှဲငယ်တွေကိုကာကွယ်ပေးပြန်ပါတယ်။ဒါနဲ့ပဲပြီးခဲ့တဲ့စက်တင်ဘာလကစပြီးထိုင်းမြန်မာနယ်စပ်ဆုံးရှုံးတဲ့နယ်မြေတွေကိုပြန်သိမ်းဖို့စစ်ကော်မရှင်ကတံပြန်ထိုးစစ်ဆင်တဲ့အချိန်မှာစောချစ်သူကတိတိတတ်တာကူညီပေးနေတယ်လို့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းလူသိရှင်ကြားထောက်ခံနေပါတယ်။သူရဲ့အကျိုးစီးပွားရှိတဲ့နေရာတွေကိုစစ်ကော်မရှင်ရဲ့လေကြောင်းရန်ကနေကာကွယ်ဖို့လို့တော့ယူဆကြပါတယ်။သူ့အကျိုးစီးပွားထဲမှာကြားဖြန့်နိုင်ငံဖြတ်ကျော်အွန်လိုင်းငွေလိမ်ရာဇဝတ်လုပ်ငန်းနဲ့ဆက်တဲ့ဝင်ငွေကနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံပေါင်းမြောက်များစွာရှိပါတယ်။ဒီကစစ်ကော်မရှင်ဗိုလ်ချုပ်တွေကိုလည်းတဝက်အထိခွဲပေးရတာတွေရှိနေပါတယ်။အခုတော့ဒီဝင်ငွေဖြောက်တဲ့ရာဇဝတ်လုပ်ငန်းကပဲစောချစ်သူကိုအကျိတ်အစီလိုတော့ဖြစ်နေပါပြီ။နိုင်ငံကဖိအားပေးလာတဲ့အတူဒီနှစ်ဆန်းပိုင်းကတည်းကကြားဖြန့်နေရေးတွေလှုပ်ပြနေရပြီးအခုဆိုရင်စောချစ်သူ BGF ရဲ့အမာခံနေရာတစ်ခုလိုဖြစ်နေတဲ့ရွှေကုတ်ကိုတော့ပါလာနေပါပြီ။ဒါပေမဲ့ကြားဖြန့်နေရင်ခေါင်းစဉ်အောက်ကရည်ရွယ်ရင်းအမှန်ကိုတော့အများကတန်စရာစိတ်ရှိနေတာပါ။တစ်ဖက်မှာလည်းလူရင်းစစ်ကော်မရှင်ဘက်ကကြားဖြန့်ကိစ္စကို BGF လို့နာမည်မတက်ပေမဲ့နှီးစက်တဲ့လက်နက်ကိုင်အဖွဲ့တွေအပေါ်ကိုပါအပြစ်ပုံချတဲ့တွေရှိနေပါတယ်။ဒါကသူတို့ရဲ့လက်ရှိဆက်ဆံရေးပေါ်ဘလို့တက်ရောက်သွားမလဲဆိုတော့လဲစိတ်ဝင်စားစရာပါ။ဒီမျိုးဖိအားအပြောင်းလဲတွေက BGF ခေါင်းဆောင်စောချစ်သူရဲ့အနာဂတ်နဲ့ရှေ့ဆက်ခြေလှမ်းတွေကိုဘလို့ပုံဖော်မလဲဆိုတာတော့ဆက်ပြီးစောင့်ကြည့်ရအောင်ပါခင်ဗျာ။